ဒီဇလတ်အစမှာရဟတ်ယာဉ်တစ်စီးဟာတဲကန်နာရအလဲကအလွန်ခမ်းနားလှပတဲ့ဗီလာအင်ကြီးတစ်ခုဘေးကိုဆင်းသက်လာခဲ့ပါတယ်။အဲ့ဒီရဟတ်ယာဉ်ပေါ်ကနေစုံတွဲတွဲဆင်းလာပြီးအမျိုးသားနာမည်က Richard ဖြစ်ပြီးအမျိုးသမီးနာမည်က Jennifer ဖြစ်ပါတယ်။ Jennifer ဟာအလွန်ချမ်းသာတဲ့သူ့ရဲ့ရည်စားနဲ့အတူရိုမန်တဆန်ဆန်အပန်းဖြေဖို့နဲ့အမဲလိုက်ကစားဖို့ရောက်လာခဲ့တာပါ။ Richard မှာအိမ်တော်ရှိပြီးသားဆိုတာကို Jennifer ကောင်းကောင်းသိပါတယ်။အမှန်တော့သူမဟာ Richard ရဲ့ပတ်စံကြောင့်သာတွဲနေတာဖြစ်ပြီးသူ့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့စိန်ခံလူနေမှုဘဝကသူမကိုဆွဲဆောင်ထားတာပါ။သူမကတော့ပျော်ရွှင်စရာအချိန်လေးတစ်ခုအတွက်ပဲရောက်နေတာဖြစ်ပါတယ်။နောက်တနေ့မနက်မှာ Jennifer တယောက်ဗီလာအိမ်ပတ်ပတ်လည်မှာရှောက်သွားနေတုန်း rifle တနက်တွေကင်ထားတဲ့အမျိုးသားနှစ်ယောက်ကိုအပြင်မှာတွေ့လိုက်ရပါတယ်။သူတို့ကတော့ Richard ရဲ့တငယ်ချင်းတွေဖြစ်တဲ့ Stan နဲ့ Dimitri တို့ပဲဖြစ်ပါတယ်။ Stan ဟာ Jennifer ကိုမြင်ချင်းပဲသဘောကျသွားခဲ့ပြီးတနေ့တာအတွင်းဖြစ်ပျက်ခဲ့တဲ့အပြန်အလှန်ဆက်ဆံရေးလေးတွေကြောင့်သူ့ရဲ့စိတ်ဝင်စားမှုကပိုလို့တောင်တိုးလာခဲ့ပါတယ်။အဲ့ဒီညနေမှာအားလုံးအတူတူတောက်စားနေကြပါတယ်။ Jennifer ကသူမဖုန်းထဲကတချင်းတစ်ပုတ်ကိုဖွင့်ပြီးစပြီးသားပါတော့တယ်။သူမက Richard ကိုလာကဖို့ခေါ်ပေမဲ့ Richard ကပင်ပန်းနေလို့ဆိုပြီးငင်းခဲ့ပါတယ်။ဒါကြောင့်သူမက Stan ကိုရွှေနှောင်းနှောင်းနဲ့လန့်ခေါ်ပြီးအတူတူကခဲ့ပါတယ်။ကနေတဲ့အချိန်တွင်းမှာ Stan ဟာသူ့ကိုယ်သူလုံးဝမထိန်ချုပ်နိုင်တော့ပဲစိတ်လွတ်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာ Jennifer နိုးလာတဲ့အခါ Richard ကမရှိတော့ပါဘူး။သူကအလုပ်ကိစ္စတစ်ခုနဲ့အပြင်သွားနေတာပါ။အဲ့ဒီအချိန်မှာ Stan ကသူမအတွက်မနက်စာပြင်ဆင်ပေးပြီးစပွဲမှာစောင့်နေပါတယ်။ Jennifer ကသူ့စီတော့ပူပေါင်းခဲ့ပေမဲ့စကားပြောရင်းနဲ့တခုခုမမှန်ကန်ဘူးလို့ခံစားလာရပါတယ်။ဒါကြောင့်အကြောင်းပြချက်တစ်ခုပေးပြီးရေချိုးဖို့သူမအခန်းထဲကိုပြန်လာခဲ့ပါတယ်။ Jennifer ဝစ်လဲနေတုန်း Stan ကပြတင်းပေါက်ကနေချောင်းကြည့်နေတာကိုသူမမိသွားပါတယ်။ဒါပေမဲ့သူကနောက်ဆုံးမသွားပဲအခန်းထဲကိုတန်းဝင်လာပြီးနည်းနည်းတော့စကားရခက်စရာပဲ။ဒါပေမဲ့တိုးတွေတယောက်အကြောင်းတယောက်တိတိကျကျမသိရသေးဘူးလေမင်းကဘလို့ယောက်ျားမျိုးကိုသဘောကျလဲလို့မေးပါတယ်။ Jennifer ကအေးဆက်ဆက်နဲ့ကျမကအရက်ရှိတဲ့လူတွေကိုကြိုက်တာရှင်ကတော့ကျမအကြိုက်လုံးဝမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ Stan ကမဲပြုံးပြုံးပြီးမနေ့ညကမင်းငါ့အပေါ်လာပုတ်တီးပုတ်တက်လုံနေတော့ကတော့အဲ့ဒါကိုဂရုစိုက်ပုံမရပါဘူးလို့ပြောပါတယ်။ Jennifer ကလှည့်ထွက်သွားဖို့ကြိုးစားပေမဲ့သူကသူမရဲ့လက်မောင်းကိုဖမ်းဆွဲပြီးအဓမ္မပြုကျင့်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာပဲ Dimitri အခန်းထဲဝင်လာပါတယ်။ Stan ကစိတ်ဆိုးမှန်ဆိုးနဲ့ငါတို့အလုပ်ရှုပ်နေတာမမြင်ဘူးလားလို့အော်ပြစ်လိုက်ပါတယ်။ Dimitri ကဘာမှမပြောဘဲတိတ်တဆိတ်လှည့်ထွက်သွားပါတယ်။ Dimitri က Jennifer ရဲ့အော်တန်တွေကိုဖုံးကွယ်ဖို့ TV အတန်ကိုအကျယ်ကြီးဖွင့်ထားပြီး Stan ကတော့ Jennifer ကိုအဓမ္မပြုကျင့်လိုက်ပါတယ်။အတန်ကြာတော့ Richard ပြန်ရောက်လာပြီး Stan ကဖြစ်ကြောင်းကုန်စင်ကိုပြောပြပါတယ်။ Richard အခန်းထဲဝင်သွားတဲ့အခါ Jennifer ဟာထိတ်လန့်တုန်လှုပ်ပြီးလဲလျောင်းနေပါတယ်။ Jennifer က Richard ကိုရဟတ်ယာဉ်အခုချက်ချင်းခေါ်ပေးဖို့တောင်းဆိုပါတယ်။ Richard ကသူမကိုဖြောင်းဖြပြီးမစိုးရိမ်ပါနဲ့အားလုံးအဆင်ပြေသွားမှာပါမင်းမကြခင်ထွက်သွားရတော့မှာပါငါမင်းရဲ့အကောင့်ထဲကိုပတ်စံမြအားကြီးလွှဲပေးထားပြီးမင်းအမြဲတမ်း AA ကိုသွားချင်နေတာမလားအခုသွားလို့ရပြီလေလို့ပြောပါတယ်။ဒါပေမဲ့စိတ်တန်ရာရသွားတဲ့ Jennifer ကတော့အိမ်ပြန်ချင်ုံပဲလို့ပြောပါတယ်။ Richard ကခဏနာပြီးမှထွက်သွားဖို့ပြောပေမဲ့သူမကအတင်းစွတ်တောင်းဆိုပါတယ်။သူကညှင်းဆန်တဲ့အခါသူမကစိတ်ပေါက်ကွဲပြီးရှင်အခုချက်ချင်းရဟတ်ယာဉ်မခေါ်ပေးရင်ရှင်မိမ့်မစီဖုန်းဆက်ပြီးအကုန်လုံးကိုဖွင့်ပြောပြမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားက Richard ကိုအကြီးအကျယ်ဒေါသထွက်သွားစေပါတယ်။သူကဒေါသတကြီးနဲ့သူမကိုပါရိုက်လိုက်ပြီးငါမိမအကြောင်းကိုဒီကိစ္စလည်းဆွဲမထည့်နဲ့သူ့နာမည်ကိုဘယ်တော့မှထပ်မပြောနဲ့လို့အော်ဟစ်လိုက်ပါတယ်။ထိတ်လန့်ပြီးဒေါသထွက်သွားတဲ့ Jennifer ဟာဗီလာအိမ်ထဲကနေထွက်ပြေးပါတော့တယ်။ Richard က Stan Dimitri တို့နဲ့အတူနောက်ကနေလိုက်လံဖမ်းဆီးပါတယ်။အရှက်ရပြီးစိတ်ဝိညာဉ်ပါကျိုးပဲ့သွားတဲ့ Jennifer ဟာတဲကန်နာရထဲမှာဥတီချက်မရှိပဲပြေးလွှားနေရင်မဆောက်တဲ့ကမ်းပါးစွန်းတစ်ခုကိုရောက်သွားပါတယ်။ Richard ကသူမကိုယူနိုင်တွေမလုပ်ဖို့ဖြောင်းဖြပြီးငါလဲဖိအားတွေများလို့စိတ်မထိန်နိုင်ဖြစ်သွားတာပါလို့စင်ကြေပေးပါတယ်သူက Stan ရဲ့ဖုန်းကိုယူပြီးရဟတ်ယာဉ်ခေါ်တယ်လို့မျိုးဟန်ဆောင်ကမိနစ်30အတွင်းရောက်လာလိမ့်မယ်လို့ Jennifer ကိုပြောပါတယ်သူမနည်းနည်းစိတ်အေးသွားတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့တွန်းပို့မှုနဲ့တူ Richard ကသူမကိုကမ်းပါးပေါ်ကနေတိုးချလိုက်ပါတယ်။ Jennifer ဟာအောက်ကတစ်ပင်ချောက်တစ်ခုပေါ်ကိုပြုတ်ကျပြီးချွတ်ထက်တဲ့တစ်ကိုင်းတစ်ခုကသူမရဲ့ဘိုက်ကိုဖောက်ဝင်သွားပါတယ်သူမတည်သွားပြီလို့ထင်ရပါတယ်။ Stan နဲ့ Dimitri တို့ထိတ်လန့်သွားကြပေမဲ့ Richard ကတော့အေးဆက်ဆက်နဲ့မင်းတို့လည်းထောင်မကျချင်ဘူးငါလည်းမိမနဲ့မကွာရှင်းချင်ဘူးဒါကလုပ်ကိုလုပ်ရမယ့်ကိစ္စပဲလို့ပြောပါတယ်သူတို့၃ယောက်ဗီလာအိမ်ကိုပြန်လာကြပေမဲ့ Stan ကတော့နောက်တစ်စိတ်ကိုဖျောက်ဖျက်လို့မရပါဘူးသူက Richard ကိုဒါဟာမမှန်ကန်ဘူးလို့ပြောတဲ့အခါ Richard ကမဲ့ပြုံးပြုံးပြီး Jennifer ဆိုတာဘယ်သူလဲလို့ပြန်ပြောပါတယ်ကင်မရာက Jennifer ရဲ့ခန္ဓာကိုယ်စီဖြတ်ကူးသွားပြီးသွေးတွေရွှဲနေနေကမျက်နှာပေါ်မှာပိတ်ရွအစိတ်တွေတွားသွားနေပါတယ်ဒါပေမဲ့မယုံနိုင်စရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်သူမပြန်ပြီးအသက်ရှူလာပါတယ်တွေးထွက်လွန်နေပြီးပိုက်ထဲမှာတစ်သားချောင်းဖျားစုကြီးစိုက်ဝင်နေပေမဲ့လည်း Jennifer ဟာတနည်းနည်းနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်သူမဟာအနီးနားကမိချစ်တစ်ခုကိုတွေးတော့လှမ်းယူပြီးသူမညှိနေတဲ့တစ်ပင်ကိုမီးရှို့လိုက်ပါတယ်မိကတစ်သားကိုလောင်ကျွမ်းစေပြီးသူမကိုလွတ်မြောက်သွားစေပါတယ်အဲ့ဒီအချိန်မှာပဲ Richard Stan နဲ့ Dimitri တို့ဟာသူမရဲ့အလောင်းရှိရမယ့်ကမ်းပါးအောက်ကိုရောက်လာကြပါတယ် Jennifer ကသူတို့လာနေတာကိုရိပ်မိပြီးကမ်းပါးနေရံမှာတိတ်တဆိတ်ပုံနေလိုက်ပါတယ်သူတို့အောက်ကိုငုံကြည့်တဲ့အခါသူမမရှိတော့ပါဘူးပြီးနောက်သူတို့မြေပြင်ပေါ်ရောက်တဲ့အခါရေကန်ငယ်တစ်ခုစီဥတီသွားပြီးရုတ်တရက်ရက်တန့်သွားတဲ့သွေးကွက်ကြောင်းအများပြားကိုတွေ့လိုက်ရပါတယ်အဲ့ဒီခါကျမှ Jennifer အသက်ရှင်နေသေးမှန်သူတို့တေတေချာချာသိလိုက်ရပါတယ်သူမကိုရှာဖို့အတွက်အမျိုးသား၃ယောက်ဟာလမ်းခွဲပြီးမတူညီတဲ့ဥတီချက်တွေစီသွားကြပါတယ်အဲ့ဒီအချိန်မှာပဲ Dimitri ကစီးသွားဖို့ဘေးကိုဖယ်လိုက်တော့ Jennifer ကသူ့နောက်ကနေရုတ်တရက်ချင်းကပ်လာပြီးသူ့တနက်ကိုလူယူကသူ့ကောင်းကိုတန်တန်မတ်မတ်ချိန်လိုက်ပါတယ်ဒါပေမဲ့မောင်းဖြုတ်လိုက်တဲ့အခါကလစ်ဆိုတဲ့အတန်ပဲထွက်လာပါတယ်ဘာမှဖြစ်မလာပါဘူးတနက်ထဲမှာကြည်စံမရှိနေပါဘူးDimitri ကချက်ချင်းပဲ walkie talkie ကနေ Jennifer ကိုမိပြီဆိုပြီးကြံတဲ့သူတွေကိုအော်ပြောပါတယ်ပြင်းထန်တဲ့ရိုက်ပုတ်တက်ပုတ်မှုကြီးဖြစ်ပွားပါတော့တယ် Jennifer ကရှေ့ကိုအတင်းတိုးပြီးဓာတ်နဲ့ Dimitri ရဲ့မျက်လုံးနှစ်ဖက်စလုံးကိုစိုက်ထိုးပစ်လိုက်ရာမျက်လုံးတွေပေါက်ထွက်ပြီးသွေးတွေပန်းထွက်လာပါတယ်သူဟာမြေပြင်ပေါ်လဲကျပြီးဝေဒနာပြင်းပြင်းထန်ထန်နဲ့တေဆုံးသွားပါတယ်
ဂျန်နီဖာကသူ့ရဲ့တနက်နဲ့ကားကိုလူယူပြီးမောင်းထွက်လာခဲ့ကကူတစ်ခုထဲမှာခိုလုံခွင့်ရသွားပါတယ်။အဲ့ဒီမှာသူမကမိဖို့မဲ့တစ်ခုလုပ်ပြီးခဏနားပါတယ်။သူမနိုးလာတဲ့အခါနာကျင်လုံးလို့အော်ဟစ်မိပါတယ်။ထူတဲ့တကိုင်းချောက်ကသူမရဲ့ပိုက်ကိုဖောက်ထွက်နေတော့မှာပဲအသက်ရှူရခက်ခဲနေရင်ရစ်ချက်ကတစ်ချိန်ကအရေးပေါ်အခြေအနေအတွက်ဆိုပြီးပေးထားခဲ့တဲ့အစွမ်းထက်အသက်ရှင်တန်ရေးဆေးတစ်ခုကိုတတိယသွားပါတယ်။အဲ့ဒီဆေးကသူမအိတ်ကထဲမှာရှိနေသေးတာမို့အားအင်အားလုံးကိုစူးစီးပြီးဂျန်နီဖာဆေးကိုတောက်လိုက်ပါတယ်။ဆေးရှင်ကသူမကိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားပါတယ်။သူမရဲ့စိတ်ထဲမှာမူးဝေနောက်ကျမှုတွေရေမောတန်တွေအော်ဟစ်တန်တွေနဲ့ထူးဆန်းတဲ့တခြင်းတန်တွေဝဲလည်နေပါတယ်။အဲ့ဒီလိုစိတ်ကူးရင်အာယုံချောက်ချနေတဲ့အခြေအနေမှာပဲသူမစိတ်ကူးတစ်ခုရသွားပါတယ်။သူမဟာဓာတ်ကိုမိထဲမှာအပူပေးပြီးသူမရဲ့ပိုက်ကိုလှိဖြက်ကတွေးချင်းချင်းညီနေတဲ့တစ်သားလုံးကိုဆွဲထုတ်လိုက်ပါတယ်။တွေးတွေပန်းထွက်လာပါတယ်။ဘာမှတွန့်ဆုတ်မနေပဲတန်ဘူးတစ်ခုကိုထက်ဝက်ဖြတ်ပြီးတော့အပူပေးပြီးဒဏ်ရာပေါ်ကိုကက်ကမိခင်ပြီးတွေးတိတ်အောင်လုပ်လိုက်ပါတယ်။အသားကျကွမ်းနဲ့အနှံ့ကလေထုထဲမှာပြည့်နေသွားပါတယ်။ဆေးရဲ့အရှိန်ကြောင့်သူမနာကျင်မှုကိုမခံစားရတဲ့လောက်ဖြစ်ပြီးတွေးထွက်တာလည်းဖြည်းဖြည်းချင်းရပ်တန့်သွားပါတယ်။မနေ့ရောက်တဲ့အထိကျန်တဲ့သူတွေကဒီမီထရီတည်ဆုံသွားတာကိုမသိကြသေးပါဘူး။စစ်တမ်းကရေကန်နားမှာမျက်နှာတစ်နေလုံးရေထဲမှာမျောနေတဲ့ဒီမီထရီရဲ့ဖူးယောင်ပြီးငါးဖက်စားခြင်းခံထားရတဲ့ရုပ်ပျက်ဆင်းပြက်အလောင်းကြီးကိုတွေ့လိုက်ရပါတယ်။ဂျန်နီဖာလက်ချက်ဆိုတာသူတို့ချက်ချင်းသိလိုက်ကြပါတယ်။ရစ်ချက်ကစစ်တမ်းကိုလမ်းခွဲပြီးနေမြေပူဖြတ်ရှာကြဆိုလို့ပြောပါတယ်။သူတို့တယောက်တလန်းစီသွားကြပါတယ်။ဂျန်နီဖာကမှန်ပြောင်းကိုတုံးပြီးကားတစ်စီးလာနေတာကိုလှမ်းမြင်လိုက်ပါတယ်။ဒါစတမ်းပါပဲစတမ်းရဲ့ကားကစီကုံသွားတဲ့အတွက်စီပြန်ပြေးဖို့လမ်းဘေးမှာရက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဂျန်နီဖာကတနက်နဲ့လှမ်းပစ်လိုက်ပါတယ်။ကြည်စံကသူ့ရဲ့ပခုံးကိုထိမှန်သွားပါတယ်။အသက်တွေလောက်တဲ့ဒဏ်ရာမဟုတ်ပေမဲ့သူနာကျင်စွာအော်ဟစ်ပြီးရိုက်ထွက်သွားဖို့တော့လုံလောက်ခဲ့ပါတယ်။အသေးတန်ဖြစ်နေတဲ့သူကတွေးတိတ်အောင်သူ့ရဲ့ခြေအိမ်နဲ့ဒဏ်ရာကိုတင်းတင်းကြပ်ကြပ်စီးလိုက်ပါတယ်။ဂျန်နီဖာကဆက်ရှာနေပေမဲ့စတန်ကပက်ပက်လေကနေလှည့်ပြီးသူမနောက်ကနေချောင်းမြောင်းရောက်ရှိလာပါတယ်။သူကတနက်ကိုမြောက်ပြီးပစ်လိုက်ပါတယ်။ကြည်စံကသူမရဲ့ခေါင်းကိုပုတ်ဆွဲသွားပြီးနေရက်တစ်စိတ်တစ်ပိုင်းပြတ်ထွက်သွားအားပါတယ်စတန်ကသူ့ကားစီပြန်ပြေးပြီးကားထဲဝင်ကဂျန်နီဖာရှိရာစီတန်တန်မတ်မတ်အရှိန်ပြင်းပြင်းနဲ့မောင်းဝင်လာပါတယ်သူမကရှောင်မပြေးပါဘူးအဲ့ဒီအစားတနက်ကိုတီတီငင်ငင်ချိန်ရပြီးတစ်ချက်ဆက်တိုက်ပစ်ခတ်ပါတော့တယ်ကြည်စံအများစုကလွဲချော်သွားပေမဲ့နောက်ဆုံးကြည်စံကတော့ကားမှန်အလဲတက်တဲ့ကိုထိမှန်သွားပြီးစတန်ကတော့ကားထဲမှာတင်ချက်ချင်းတိတ်ဆုံးသွားပါတယ်အခုတော့ရစ်ချက်တယောက်ပဲကြံပါတော့တယ်သူကဂျန်နီဖာကိုနေရာအနှံ့ရှာဖွေပေမဲ့သူမရဲ့အရေးရောင်တောင်မတွေ့ရပါဘူးဝေါ်ကီတိုကီကနေလည်းဘာအကြောင်းပြန်ချက်မှမရှိပါဘူးမောပန်ပြီးစိတ်ချောက်ချားနေတဲ့သူဟာဗီလာရင်ကိုပြန်လာပြီးခဏနာကရဟတ်ရင်ရေးပေါ်ကယ်ဆယ်ရေးကိုဖုံးဆက်ခေါ်ပါတယ်ပြီးတော့တုံးလုံးချောက်ချားမှုတွေကိုစေကြောပစ်ဖို့ရေချိုးကန်းထဲဝင်သွားပါတယ်ဒါပေမဲ့ရုတ်တရက်အပြင်ဘက်ကအတန်တစ်ခုကိုသူကြားလိုက်ရပါတယ်သူ့ရဲ့ပင်ကိုဗီဇစိတ်အရသူတနက်ကိုဆွဲကင်ပြီးအပြင်ကိုလန့်ထွက်လိုက်တဲ့အခါတွေးရွှေနေနေပြီးမျက်လုံးထဲမှာဒေါသအဟုန်တွေတောက်လောင်နေတဲ့ဂျန်နီဖာကိုတွေးလိုက်ရပါတယ်သူမကပတ်အရှင်တနက်ကိုမြောက်ပြီးပြစ်လိုက်ပါတယ်ကြည်စံကရစ်ချက်ရဲ့ဘိုက်ကိုစုပ်ပြဲသွားစေပါတယ်သူညီးတွားရင်တခြားခန်းထဲကိုရိုင်းတိရိုင်တိုင်ဝင်သွားပြီးတွေးတိတ်အောင်သူ့ရဲ့ဘိုက်ပက်လေကိုပလတ်စတစ်စာတွေနဲ့တင်းတင်းကြပ်ကြပ်ပက်လိုက်ကတနက်ကိုကြည်ပြန်ဖြစ်ပါတယ်အခုတော့သူတို့နှစ်ယောက်ထိတ်တိုက်တွေ့ကြပါပြီနောက်ဆုံးအဆုံးဖြတ်တိုက်ပွဲပါပဲဂျန်နီဖာကတုံဆိုင်မနေပါဘူးသူမထပ်မံပစ်ခတ်လိုက်ရနောက်ထပ်ကြည်စံတစ်ခုကရစ်ချက်ရဲ့ဝမ်ဘိုက်ကိုဖောက်ထွက်သွားပါတယ်သူချက်ချင်းပဲလဲကျတည်ဆုံးသွားပါတယ်တွေးတွေကနေရန်တွေပေါ်ဆင်ထွက်သွားပါတယ်ဂျန်နီဖာကအသက်ကိုပြင်းပြင်းရှူရင်းဖြည်းဖြည်းချင်းရှောက်ထွက်လာခဲ့ပါတယ်သူမရဲ့ကလေးစားခြင်းမှုဟာနောက်ဆုံးတော့ပြင်းပြောက်သွားခဲ့ပါပြီမိနစ်အနည်းငယ်ကြာမှာတော့ရဟတ်ရင်ရဲ့ဒလက်တန်တွေဟာဝေးလံတဲ့စီကနေပဲ့တင်ထက်လာပြီးစကရင်မျက်နှာပြင်ကတော့မှောင်မဲသွားပါတော့တယ်